အားလုံးကိုမင်္ဂလာပါလို့တပံပြန်လည်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်ဒီနေ့ဇန်နဝါရီလ9ရက်နေ့မြန်မာ 3am နေ့စဉ်ခွန်အားကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်မဖတ်ကြားပေးသွားမယ်နေ့စဉ်ခွန်အားရဲ့ကောင်းစဉ်ကတော့စေကြောတန့်စင်စေခြင်းပဲဖြစ်ပါတယ်ရှေးဥစွာနှလုံးသွင်းရမယ့်ကြံချက်ကတော့ဗျာဒိတ်ကျမ်းအခန်းကြီး1အငယ်9နဲ့6ဖြစ်ပါတယ်ငါတို့ကိုချစ်၍မိမိအသွေးနှင့်ငါတို့အပြစ်များကိုစေကြောတော်မူ၍မိမိခမဲတော်ဘုရားသခင်ရှေ့၌ငါတို့ကိုရှင်ပြန်အရာ၌၎င်းယစ်ပရောဟိတ်အရာ၌၎င်းခန့်ထားတော်မူသောသူသည်ကမ္ဘာအဆက်ဆက်ဘုံအသေးအစွမ်းတတ္တိရှိတော်မူစေတည်းအာမင်လူများစွာကအိမ်သာတိုးပြီးတဲ့နောက်ပိုင်းမှာဆိုရင်လက်မစေးကြသည့်အတွက်ကြောင့်ယောဂများစွာပြန့်နှံ့သွားခဲ့သည်ကိုသင်သိပါသလားသို့တော့အဆိုးဆုံးသောယောဂဆိုရင်အပြည့်ပဲဖြစ်ပါတယ်ဘဝဆက်တိုင်းမှာညဉ့်ညမ်းစေသောအပြည့်ရဲ့ဗိုင်းရပ်ကယေရှုခရစ်ရဲ့အသွေးတော်အားဖြစ်တာတန့်စင်စေနိုင်မှာဖြစ်ပါတယ်ခရစ်တော်ရဲ့အသွေးကသူ့ဘဝကိုကိုးစားပြုခြင်းဖြစ်ပါတယ်ဝိပယချမ်းအကန့်ကြီး7အငယ်7မှာတွေ့ရပါတယ်အပြည့်သည်ဖျားသခင်ဤပညာတော်ကိုချိုးဖောက်ခြင်းဖြစ်ပြီး၎င်းရဲ့အခမှာတည်ခြင်းပဲဖြစ်ပါတယ်ယောဟန်ပထမစာဆောင်အခန်းကြီး3အငယ်4မှာတွေ့ရပါတယ်ယောမအခန်းကြီး6အငယ်23မှာကတော့အကြောင်းမူကားအသွေးမသုံးပဲအပြစ်လွတ်ခြင်းမရှိဟေဘရဲ9အငယ်22မှာဆိုရင်ထို့ကြောင့်အပြစ်သားများအားသေတံမှလွတ်မြောက်စေရန်ခရစ်တော်သည်ကားတိုင်းတွင်သေဆုံးခြင်းဖြင့်မိမိ၏အသွေးတော်မိမိ၏ဘဝကိုပေးအပ်ခဲ့သည်စိတ်ဝင်စားစရာကောင်းသည်မှာဤအခန်းငယ်တွင်ဆေးကြောတော်မူ၏ဟုသောစကားလုံးကိုလွတ်ပေးသည်ဟုရွေးလည်းပါသာပြန်ဆိုထားပါတယ်ခရစ်တော်၏အသွေးသည်ကျွန်ုပ်တို့ကိုအပြည့်အချိနှောင်မှုမှလွတ်ပေး၏ဆေးကြောတန့်စင်ခံရသည်လွတ်မြောက်ခြင်းနှင့်တူညီ၏လောကတွင်အပြစ်သားမိများရှိမည်နှင့်လူအပေါင်းတို့သည်ဒုစရိုက်ကိုပြုပြီးယောမအခန်းကြီး3အငယ်23မှာတွေ့ရပါတယ်ယောဟန်သည်လူသားများအတွက်ဤအကြီးမြတ်ဆုံးသောချစ်ခြင်းမေတ္တာလှုပ်ဆောင်မှုအတွက်ဂေဒရှင်ကိုချီးမွမ်းခြင်းဖြင့်အသိန်းတော်များသို့သူ၏ဂုဏ်ပြုနှုတ်ဆက်စကားကိုပိတ်သိမ်းခဲ့သည်ယောဟန်ခန်းကြီး5အငယ်73မှာတွေ့ရပါတယ်သို့တော်၎င်းသည်အားလုံးမဟုတ်သေးပါခရိယာများစွာကကားတိုင်းပြီးနောက်အမှုအားလုံးပြီးဆုံးသွားသည်ဟုထင်ကြတော်လဲပဲဒုတိယအကြိမ်မွေးဖွားခြင်းသည်တဘာဝအလျောက်အစမြတာဖြစ်သည်ခရစ်တော်သည်ကျွန်ုပ်တို့ကိုစေကြောတန့်စင်ယုံတာမကပဲတန့်ရှင်းနေစေရန်ဆက်လက်ထိန်းသိမ်းလိုပါသည်သူသည်မိမိ၏ဘဝကိုပေးအပ်ခဲ့ပြီးသူဘဝကိုကျွန်ုပ်တို့အတွင်၌ထက်သွင်းလိုသည်ကျွန်ုပ်တို့၏ဒုစရိုက်ကိုပါပြောင်းလဲစေလိုသည်သောမသာကျွန်ုပ်တို့သည်အပြစ်၏လွမ်းမိုးမှုအောက်တွင်မနေရတော့ပဲဘယင်များနှင့်အတူယစ်ပရောဟိတ်များကောင်းကင်နိုင်ငံနှင့်ကောင်းကင်နိုင်ငံသားများဖြစ်လာနိုင်ဖို့ရအတွက်ဖြစ်ပါတယ်ထွေးမြတ်ကျမ်းခန်းကြီး19အငယ်6ပေတရုပထမဆာဆောင်အခန်းကြီး1အငယ်9မှာတွေ့ရပါတယ်ဖျားသခင်နိုင်ငံတွင်သာဘယင်များနိုင်ငံတော်နှင့်ယစ်ပရောဟိတ်များအသင်းတော်သည်ဤနီးဖြစ်တဟဆာတာဖြစ်စွာပေါင်းစည်းနိုင်မည်ဖြစ်သည်၎င်းသည်ခရစ်တော်အုပ်စုမိထာဝရနိုင်ငံထာဝရအာဏာစက်ဖြစ်ပါတယ်ဒံယေလအခန်းကြီး9အငယ်29မှာတွေ့ရပါတယ်ယောဟန်က၎င်းကိုကယ်တင်ခြင်းဤပြည့်စုံသောစီမံကိန်းဖြစ်ကြောင်းသူအနေနဲ့နားလည်ခဲ့ပါတယ်၎င်းသည်အောင်မြင်မှုရဲ့ပြည့်စုံသောပုံရိပ်ဖြစ်ပြီးထို့အတွက်ကြောင့်သူကကယ်တင်ရှင်ကိုချီးမွမ်းခဲ့ပါတယ်ယေရှုကကျွန်တော်တို့ရဲ့အပြစ်များရဲ့ပြစ်ဒဏ်ကိုကိုယ်တော်တိုင်ခံယူပြီးဂရနီ၌ကိုယ်တော်ရဲ့အသွေးတော်ကိုသွန်လောင်းပေးတော်မူသည့်အတွက်ကြောင့်ယေရှုတင်ပါ၏ကျွန်တော်တို့ရဲ့အပြစ်သားသဘောကိုဝန်ခံပြီးယုံကြည်ခြင်းအဖြစ်ကိုယ်တော်ဤကယ်တင်ခြင်းဆုကျေးဇူးကိုလက်ခံရွေးချယ်ပါသည်ထပ်ဆင့်ပြီးတော့လေ့လာဖို့ရအတွက်ပေးထားတဲ့ကြံချက်ကတော့ဟေရှာယအခန်းကြီး53အငယ်4ကနေ6ယောဟန်အခန်းကြီး1အငယ်29ဗျာဒိတ်ကျမ်းအခန်းကြီး9အငယ်14မှာရရှိနိုင်မှာဖြစ်ပါတယ်ဒီနေ့နှစ်စဉ်ခွန်အားရဲ့ဖတ်ကြား
ပေးခဲ့တဲ့အစီအစဉ်ဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ်ဂျာနာတော်သူရောက်ချင်းစီတိုင်းဖျားသခင်တာရကောင်းကြီးပေးပါစေ